သူရဝက်လက်ကောင်းလို့သူကဒီလိုမျိုးအပေါ်မှာတကန်အပေါ်မှာဒီဝက်လက်ပေါင်းနဲ့ဘဲဦးနဲ့အောက်မှာထမင်းနဲ့ဒီလိုပါတာအဲသူရဝက်လက်ကောင်းလို့ပဲဆိုးပါဘူးပါတာများသားပဲကဲအဲ့တော့ဒီထဲကိုပဲထည့်ပြီးစားလိုက်မယ်နော်ကျုပ်ကတစ်လုံးတော့မဟုတ်ဘူးတစ်ချမ်းဘဲဥဖြစ်မယ်ဝက်လက်ကလည်းတော်တော်နူးဣနေတဲ့ပုံပဲဝက်လက်ပုံကသူဟင်းပမာဏနဲ့သမင်းပမာဏနဲ့ကွက်တီပါကောင်းတယ်ဖူကောဆိုင်တွေမှာစားရရတာအတိုင်းပဲကဲဆုံဆုံလန်းလန်းလေးထည့်ပြီးစားကြည့်လိုက်မယ်အရွက်ကောသားရောကျုပ်ရောဟုတ်ကျုပ်မဟုတ်ပါဘူးဘဲဥလေးနဲ့စားမှဒီဝါလက်ထမင်းမပို့ပြီးတော့စားလို့ကောင်းတယ်သူ sauce လေးမြင်ကြည့်အောင်ဘဲဥဖဲ့မယ် sauce ထည့်မယ်ဝတ်သားယူမယ် okay နောက်တော့ဒီ sauce လေးတော်တော်ကောင်းတယ်ဒီ sauce နဲ့လိုနေလိုက်ရင်ပိုတော့ကောင်းအောင်sauce လေးကလုံးဝအဲ့ဒီလေးပဲကုန်ထည့်လိုက်တော့ရှုပ်7-Eleven ဝယ်တယ် CP တစ်စိတ်ဝက်လက်ထမင်းပေါင်းဘဲဦးနဲ့ဝက်အသားရောဒီဝက်လက်အသားရောနိုးဤကောင်းလား fried or fried